ကိုလေးစုပြီးတော့ပြင်ပြီးတယ်ဒါကဆရာကြီးဒီဌာနလည်းကျွန်တော်တို့စီမောကျောင်းသားမှုတွေအဲ့ဒီကြွားကြွားနဲ့ကျောင်းကိုစာသင်ခဲ့ကျောင်းကြီးကိုဖိနေဆောက်ရှောက်ပေးတယ်ဆိုတော့ဆိုတော့ဟိုအောင်ပါပြတယ်ကိုရပေးပါမယ်ဒီမှာပြီးတော့ကျွန်တော်တို့မာနာကျောင်းပြတဲ့ဆိုတော့ရှိတာကျောင်းရောက်နေတယ်ဝင်ကြည့်ကြပါလူငယ်တဲ့နံပါတ်တော့ကကျွန်တော်တို့စီလို့တဲ့ခါမှာတော့နောက်များဖြစ်တဲ့တော့တိုင်းမျိုးကတော့ဒီကဒီဒီပေါ်မှာဒီနောက်ပိုင်းမှာနားဒီလိုပဲစားဒီတော့အပူပါတာဒီဝင်နေတယ်ဒီရှယ်လို့ကိုယ်နဲ့ဖြစ်လာတယ်ဒီကိုယ်နဲ့လာတယ်ဘူးကြီးမိုးနေစီတော့ဘယ်လိုမှမနိုင်ပါဘူးဒီနေ့မြေတောင်မြစ်တားဆရာတော်အောက်ပါဆိုရင်ရောက်လာကြည့်တာဒီဆရာတော်ဒီမှာဆက်ပါမယ်အဲ့ဒါသူရဲ့အမိတွေဖွင့်တောင်းလာတာဘုန်းနဲ့လာနေတာတော့ဒီအဲ့ဒီတစ်ခါတော့ဒီဘောကြောင့်လာတော့ဝယ်ရတာဆိုတော့နားမလို့မပို့လို့မရဘူးလေးများလက်မှတ်တော့မှဝယ်ပေးပါဒီတိုင်းကြွားအဲ့လိုတိုင်းတော့ဆင်းကြည့်ပါဒီတော့ဆိုရင်ကျွန်တော်စဘောကြောင့်လာတယ်ဒီဩစတြေးလျကနေဒါတို့ US တွေလာပါတယ်အခုတော့ကျွန်တော်တိုင်းပြည်ရဲ့နိုင်ငံရေးညီမှုကြောင့်တို့လည်းသိမလာရဲကြဘူးညထွက်ရခဲ့နေပါရှိတယ်တိုင်းပြည်ကအေးချမ်းသွားတယ်ပြန်လာကြအောင်မှာအိတ်အောင်ရအောင်မှာကျွန်တော်ကျောင်းသားဟောင်းနေတာဘယ်နိုင်ငံဘယ်ရပ်ပြည်ကဘယ်နေရာမှာကျောင်းကိုရှိတယ်ပြန်လာနေတယ်ဆရာမကြီးတွေ့ကြတယ်ဘူးလေနိုင်ငံကနေနှမ်းပို့ရအများကြီးရှိပါတယ်တော့ဖြစ်တာဆိုတော့ဒီလိုကျွန်တော်တို့ဆရာတော်တို့ကဆောတော့ကျင်းတာတော့40နဲ့6ဆိုတော့ကျွန်တော်လည်းစူတောင်းပါကျင်း50ပြည့်ရှိပါတယ်ဆရာမတွေအားလုံးနဲ့အသက်ရှင်နေကြတာကျောင်းမှာအဆောင်ဒီစူတောင်းတယ်ကျောင်းသားဟောင်းဒီအပြည့်နေမှာတော့လည်းအများကြီးလို့ပါကျောင်းတွေလည်းတဲ့သူတွေလည်း40ကျော်ပြောတာခုမှ20ကျော်ကျင်း20ကျော်ရှိတယ်ပြည့်လို့ကျော်ပါဘူးကျွန်တော်တို့က40ကျော်50ကျော်ဘယ်လောက်ကောင်းတဲ့ဆရာမကျွန်တော်တို့ပုံကြီးတွေလုပ်ကြည့်တဲ့ဆရာမအငယ်လေးဆက်ပြီးတော့အဲ့ဒါလည်းကျွန်တော်တို့ကအခက်အခဲပြောင်းသွားတယ်။ဉာဏ်အေးတိုင်းလေးရောက်နေတယ်။ဆိုစီတယ်ပါဒီဆရာကတော့တော့ပါဘာလို့လဲဘယ်လိုလုပ်နေပြီဆိုတဲ့ဆရာကခါတယ်လို့ဆရာအော်ရာပြီးတဲ့ဆရာပဲလို့ကျွန်တော်ပြောတာပါ။ငယ်လေးတို့ရဲ့ဆရာမကိုနားအမှန်တန်ချစ်စရာပါဆရာဆရာမတွေတော့နေတဲ့စီကိုပြီးတာ။ညာနဲ့နားရဲဆိုပြီးတော့တယ်။လူစုပဲလူလည်းတန်းတယ်အင်တာကောင်းတဲ့ဒီလိုဆိုအဲ့ဒါကိုကြောက်စီအကြောင်းလို့ဒီတိုင်းရှိအောင်အဲ့တော့အမေရိကန်လည်းတဲ့ကြောက်ပါတယ်အာဒီရတယ်စစ်သားဒီစလာတော့ဒီတိုင်းဆိုတော့လူမှမပြောင်းထိတော့ပြောင်းတော့ဒီအချစ်တာကိုမဖြစ်ပဲဆရာကြီးတို့တဲ့ဆရာမတို့တဲ့ဆရာတော်ဘယ်တော့မှပြောင်းလို့ပြောယူချင်တာအရင်ကမလာဘူးပြောမရတယ်ဒါပေမဲ့အခုလိုကျွန်တော်တို့ကတော့လုံနိုင်တဲ့ဆက်အောင်ရောက်လို့အကြံဉာဏ်ပေးနိုင်တဲ့ဆက်တော့အဲ့တော့တတ်နိုင်တော့ကျွန်တော်လည်းအတွေ့အကြုံလေးတာပြီးတော့အကြံဉာဏ်တွေလက်ဆင့်ချပေးပါလေဒီငယ်လေးကလည်းတက်ကြွကြွနဲ့ပူချရပဲကျွန်တော်ညစာစားဝဲရောက်တယ်အရင်ကတော့ပြောစရာကောင်းတယ်ဒီလိုလဲဆိုတော့ဒီပေါင်းများစွာဝဲနေတဲ့ကြောင့်လားအပေါ်ပြန်ဆုံရတယ်ကျွန်တော်ကြည့်အပေါ်ကလေးဟိုလာတဲ့လူတွေဆိုတော့ကြီးဘိုးချုပ်ကြီးပြီးတော့ကလေးတွေမြင်ပုံပြီးတော့ဒီမှာလူစားလို့ရှိတယ်ဆိုတော့အဲ့ဒီဝင်ကြီးဆိုတဲ့စိတ်ကရုံးမှာ